စားဖို့မဟုတ်လက်ထဲမှာလှည့်ကစားဖို့တတ်သိန်းရာနဲ့ချီတန်တဲ့တရုတ်ရိုးရာဝမ်ဝမ်တစ်ကြားသီးကြီးများကြီးတစ်ကြားသီးဆိုတာစားလို့ကောင်းတဲ့အစိဆန်တစ်ခုဆိုတာလူတိုင်းသိထားကြပါလိမ့်မယ်ဒါပေမဲ့တရုတ်နိုင်ငံမှာတော့စားလို့မရပဲအလှပဲကြည့်ရပြီးတလုံးကိုသိန်းနဲ့ချီတန်ဖို့ရှိတဲ့ဝမ်ဝမ်လို့ခေါ်တဲ့ကစားစရာတစ်ကြားသီးကြီးတွေရှိပါတယ်ဒါတွေကတာမန်တစ်ကြားသီးထက်ပိုကြီးရုံနေမကဘဲနဲ့သူတို့ရဲ့အပြင်ကောင်မှာပါတဲ့အနုစိတ်လာတဲ့အရေးအကြောင်းတွေထူးခြားတဲ့ပုံသဏ္ဍာန်တွေကြောင့်မလို့ရှေးခေတ်အေဂရစ်မင်းဆိုးရာဇာတွေလက်ထက်ကလေးကအစင်တန်းတစ်ခုအနေနဲ့လက်ထဲမှာကင်ဆောင်ခဲ့ကြတဲ့အဖိုးတန်ရတနာတွေဖြစ်ပါတယ်ဒီတစ်ကြားသီးတွေကိုတန်ဖိုးဖြတ်တဲ့နေရာမှာအရေးကြီးဆုံးကအတွဲဖက်ညီမှုပါပဲတဘာဝတိုင်းထွက်လာတဲ့တစ်ကြားသီးနှလုံးဟာအရွယ်အစားအလေးချိန်အယောင်သွေးနဲ့အရေးအကြောင်းပုံစံချင်းတထီရတဲ့တူညီဖို့ဆိုတာခဲရင်လာတာကြောင့်မလို့အဲ့လိုထပ်တူညီတဲ့အတွဲမျိုးဆိုရင်ဈေးနှုန်းဟာခိုးမူးကောင်းငင်အထိထိုးတက်သွားရပါတယ်လူတွေကဒီတစ်ကြားသီးတွေကိုလက်ထဲမှာထည့်လှည့်ပြီးတော့ကစားခြင်းအပြင်လက်ဖွားကအာယွန်ကြောတွေကိုနှိုးဆွပေးပြီးသွေးလက်ပတ်မှုကောင်းစေတယ်လို့ယူဆကြပါတယ်နှိမ့်ရှည်စောက်ကစားထားတဲ့တစ်ကြားသီးတွေဆိုရင်လူရဲ့အစီတွေစိတ်ဝင်နေပြီးပိုစေးဘက်ဝင်ပါတယ်ပင်လယ်ပြင်ကကြောင်းမြတ်ရတနာလို့တင်စားကြတဲ့ကမ္ဘာဈေးအကြီးဆုံးအစားအစာအဗလုံးဟင်းလျာမင်္ဂလာပါတော့ပင်လယ်စာရီထဲမှာပင်လယ်ရဲ့ရတနာလို့တင်စားခေါ်ဝေါ်ကြတဲ့အဗလုံးခီယူကြီးတွေဟာကြီးလိုက်ရင်တော့ရေမော်ရီကတ်နေတဲ့ကြောက်ခဲအလုံးကြီးတစ်လုံးနဲ့ဆင်တူပါတယ်ဒါပေမဲ့အဲ့ဒီမာကျောလာတဲ့အခွန်အောက်မှာတော့အလွန်နူးညံ့ပြီးရတာရှိတဲ့အသားတုံးကြီးတစ်လုံးဂိမ်းအောင်နေတာပါဒီအဗလုံးခီယူကြီးတွေဟာကမ္ဘာဈေးအကြီးဆုံးပင်လယ်စာစီရင်ဘာကြောင့်ဝင်နေရတာလဲဆိုရင်တော့သူတို့ကိုဖမ်းဆီးရတာအလွန်ခက်ခဲလို့ပါရင်ကုန်သမားတွေဟာကြောက်ဆောင်နေအကြောင်းမှကတ်နေတဲ့ဒီခီယူကြီးတွေကိုအသက်ဆွံပြီးတော့တစ်လုံးချင်းစီခွာယူရတာဖြစ်လို့တရုတ်နဲ့ဂျပန်ယဉ်ကျေးမှုတွေမှာတော့ဒါဟာချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေမှစားနိုင်တဲ့အထူးတန်းဝင်ဟင်းလျာဖြစ်နေပါသည်ဒီခီယူကြီးတွေကိုချက်ပြုတ်တဲ့အခါမှာလည်းအမှုပညာစံပါသည်အသားဟာကြစ်လစ်တာကြောင့်စနစ်တကျမချက်ပြုတ်ရင်ရောဘာလိုမှာတောက်နှောင်ကြီးဖြစ်သွားနိုင်လို့ပါဒါကြောင့်စဖူမှုတွေကအဗလုံးအသားကိုနိုင်ပေါင်းများစွာစိန်ထားတာဒါမှမဟုတ်ဟင်းရည်အနှစ်တွေနဲ့အချိန်ကြာကြီးနှက်ထားတာမျိုးလုပ်လေရှိပြီးစနစ်တကျချက်ပြုတ်ရပါသည်အထူးသဖြင့်မင်္ဂလာဆောင်တွေနဲ့နှစ်သစ်ကူးပွဲတော်တွေမှာတန်မိုးကြီးဟင်းလျာတွေအဖြစ်တဲခင်းအခန့်နေတာအခုခေတ်အထိပါပဲနားထောင်မိတဲ့သူကိုယူသွတ်သွားစေနိုင်လောက်တဲ့အထိအန္တရာယ်များတဲ့တင်မင်းတမန်ဂီတဒူရီယာ glass harmonicaကြည့်လိုက်ရင်လှပပြီးကြည်လင်တဲ့အတန်တွေထွက်ပေါ်နေပေမဲ့ရှေးခေတ်ကလူကိုတေးစေနိုင်တဲ့ဒူရီယာလို့နာမည်ကျော်ခဲ့တဲ့ဒူရီယာပစ္စည်းတစ်ခုရှိပါတယ်အဲ့ဒီဒူရီယာကတော့ glass harmonica လို့ခေါ်တဲ့ဖန်နဲ့ပြုလုပ်ထားတဲ့ harmonica ပါ1962ခုနှစ်မှာအမေရိကန်နိုင်ငံရေးသမားနဲ့သိပ္ပံပညာရှင်ဘင်ဂျမင်ဖရန်ကလင်ကစတင်တီထွင်ခဲ့တာဖြစ်ပြီးအရွယ်စားမတူတဲ့ဖန်ကွယ်ဝိုင်းလေးတွေကိုတန်းစီကခြေနဲ့နင်းပြီးလေပတ်စေပြီးတော့ရေဆိုနေတဲ့လက်ချောင်းလေးတွေနဲ့ပုတ်တိုက်တီးခတ်ရတာဖြစ်ပါတယ်ထွက်လာတဲ့အတန်ကနမ်းမိမယ်လေးတွေရဲ့တခြင်းတန်လို့အလွန်နူးညံ့ငိမ့်ညောင်းပေမဲ့ဒီဒူရီယာကြောင့်ဒီခတ်သူတွေနဲ့နားထောင်သူတွေဟာစိတ်ဝေဒနာခံစားရတာသတိလက်တာနဲ့တီးဆုံးတာတွေအထိဖြစ်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာဆိုထားပါတယ်။ဘာကြောင့်ဒီလောက်အန္တရာယ်ရှိရတာလဲဆိုတဲ့အချက်ကသိပ္ပံနည်းကျအယူအဆနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့အဲ့ဒီခေတ်ကဖန်ကွက်တွေပြုလုပ်ရမှာခဲတွေအမြောက်များပါဝင်နေတာကြောင့်ဒီခတ်သူတွေဟာလက်ချောင်းကတဆင့်